အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကဒီနေ့မေဂျာကတ်22ကတ်တဲ့ကဒါ messaging ကပ်ပါနော်မော်ဆရာကတ်တချို့ကတော့မော်ဆရာကတ်လို့ခေါ်တယ်တချို့ကျတော့လည်းဒီစာပေမုခဆရာတော်လို့ခေါ်ပါနော်ဒီစာပေမုခဆရာဆိုတဲ့ကတ်ပါနော်ခေါ်ကြရပါသူကဒီ messaging ကတ်ပါနော်သူကနံပါတ်1ဆိုရယ်နံပါတ်1ဆိုတော့ပြတယ်သူကအစပြိုးခြင်းအစလုံးခြင်းပေါ့နော်မျိုးသိပဲရှိတယ်။တရားမစိုးအစာနဲ့ပြန်စားမယ်။အစာတင်ခြင်းဆိုတာသိပဲတက်ရောက်တယ်ဗျ။ပြီးတော့ဒီမှာကျွန်တော်တွေကဒီလူရဲတို့ဖြစ်လာပြီဆိုရင်ဆရာသမားတော့ရှိရမှာဟုတ်တယ်မလား။ပညာရဲ့တည့်ရဲ့စတင်လေ့လာစီးဦးတဲ့အခါမှာဆရာရှိမှလမ်းမရောက်မှာ။ဆရာရှိမှငပိဖုတ်တတ်တယ်ဆိုတဲ့စကားမရှိရမလား။ဆရာမပြဒီမကြဆိုတဲ့အတိုင်းပဲကျွန်တော်တွေကပညာတည့်ရောက်လေ့လာတဲ့အခါမှာဆရာနဲ့အမျိုးဆုံးမှာပေါ့နော်ဆရာနဲ့တင်ရမယ်ဆရာလမ်းညွှန်ချက်ဟိုလိုက်နာရမယ်ဆိုတဲ့ပဲရှိတယ်ဗျဟုတ်ဒီမစကအစပြိုးခြင်းဆိုတဲ့ပဲပေါ့နော်လောကတစ်ခုစတင်လုပ်ရတော့မယ်ပြီးရင်စစ်သူရှိရင်ပါဆိုရင်ဒီကက်လေးကြားလာပြီဆိုရင်တော့အရှိတင်နဲ့တွေ့မယ်ရှင်းတဲ့နဲ့တွေ့မယ်ဆိုတဲ့ပဲရှင်းအဆင်ပြေမလားဆိုရင်တော့ပြန်ပြီးအဆင်ပြေမှာပေါ့နော်ပညာရေးနဲ့ပတ်သက်လာရင်တော့ဆရာတယောက်ရဲ့အကူအညီရနိုင်မယ်ဆရာအသက်တွေ့နိုင်မယ်ဆရာကိုအကူအညီလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြီးတော့စီဝိုင်းနဲ့ပတ်သက်လာရင်တော့လုပ်ငန်းတစ်ခုစတင်ပြီးလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပြီးတော့ကိုယ်ဒီပြလမ်းညွှန်မဲ့သူတယောက်ရှိမယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ဗျတချို့လူတွေကြတော့ဘယ်လိုလဲဆိုတော့မော်စရာဆိုတော့ဗောနော်လိမ့်လဲခြင်းလှည့်ပြခြင်းအညာခံရခြင်းဆိုတဲ့အဓိပ္ပာယ်ဗောနော်အမျိုးတွေးကြပါတယ်ဟုတ်ပါတယ်ဒီကက်ရဲ့ပြောင်းပြန်ကြပြီဆိုရင်တော့ပြောင်းပြန်ကြပြီဆိုတော့ကိုယ့်ဘောမကောင်းတဲ့လူနဲ့တွေးမယ်လိမ့်လဲမှုတွေနဲ့တွေးမယ်အဲလိုဟောချက်ထုတ်ရပါလိမ့်မယ်နောက်ကြောကိုယ့်ဘောနောက်ကြောထားနဲ့ထိုးမဲ့လူဗောနော်အဲ့လိုမျိုးရှိလိုက်မှာပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဆိုရင်တော့ဒီကကြပြီဆိုရင်ဘယ်ဘက်လက်ကိုယူဆိုင်ပြီးရမယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ဗျနော်ဒီတာရကတ်ပေါ့နော်ဘယ်လိုတော့ဆိုတော့အုံနှောင်းနဲ့မလေ့လာပဲနဲ့ပညာရောက်ကိုနှလုံးသားနဲ့ခံစားပြီးလေ့လာမယ်နှလုံးသားနဲ့ဒီတာရကတ်နဲ့ကိုယ်နဲ့တစ်ထက်တဲ့ရှားကြဖို့ဆိုတာနှလုံးသားနဲ့လေ့လာဖို့လိုပါတယ်ဗျာနှလုံးသားနဲ့တရားလေးကြည့်ပြီးတော့အကြရင်ကိုယ့်ရဲ့ဟောကြားရမှတ်သားလာနိုင်မယ်နားသားပြောချင်ပါတယ်ကျွန်တော်ကမနေ့သားတဲ့မိတွေကိုဟောနော်ကိုတဲ့ပညာလေးနဲ့ကိုကြီးပေးနေတဲ့စေတနာမိနဲ့ဆရာတယောက်ဖြစ်ပါတယ်ဆရာကြီးပေါ့နော်ကျွန်တော်ရှိမှလာမေးလို့ရတယ်နော်မလာမေးလို့ရပါတယ်ဗျာဇေဝရေးလူမှုရေးကျန်းမာရေးအရှိလာမေးလို့ရတယ်ဆင်မပြီးတာရှိလာမေးလို့ရတယ်ညပူစောကတော့စေတနာကြီးပါဗျာကျွန်တော်ကမေဂျာကတ်22ကတ်ကိုနေ့တိုင်းသင်ပြပါမယ်နော်ဟယ်လိုပဲကျေးဇူးတင်ပါတယ်ဗျာနော်ဒီနေ့တော့ဒီလောက်ပါပဲဗျာနော်တကယ်လို့တာရကတ်နဲ့တာရကတ်ပေါ့နော်သိချင်တာရှင်တော့ရှိလာမေးလို့ရပါတယ်တကယ်လို့ခုမှစတင်လေးလာတဲ့သူတွေအတွက်ပါပြောချင်လို့ဆိုတော့တာရကတ်ကိုRider Week ကိုင်စေချင်တာပေါ့နော် Rider Week ကတ်လေးပဲကိုင်စေချင်ပါတယ်အဲ့ဒါမှကိုယ်နဲ့တစ်ထက်တဲ့ကြားမှာဖြစ်ပါတယ် Rider Week ကိုင်ပြီးွားမှတခြားကတ်တွေကိုင်ဖို့အကြံပေးပါတယ်ဟုတ်လားအားလုံးကျေးဇူးတင်ပါတယ်